တိတ်ကမင်းနဲ့အကြောင်းနဲ့စူးစမ်းမိကဖျောက်လိုက်ငါကောင်းတဲ့ငါခန္ဓာကိုအိုးစားကွယ်အောင်ရှောက်ရိုက်လမ်းနဲ့ရှောက်လိုက်တတိယစိတ်တွေဝင်နှောက်လိုက်တကယ်တော့အချက်ကငါအတွက်ကာဗွန်ဒိုင်အောက်ဆိုက်နေလက်ခုဆိုရင်ချလုံးနေပြီငါလက်ခုဆိုရင်ချက်သင်ပါပြီအိုးဘဝတွေချဝေးသွားမှာဘာမှလည်းခုငါသိနေလက်ခုဆိုချတယောက်ရှိလောက်ပြီငါတွေ့ဘူးတဲ့လက်ကချတယောက်စီငါယုံလိုက်ပါပြီနေတော့ခုဆိုအချစ်သစ္စာလောက်ပြီနေငါကိုမောင်းသွားတာလေဒါငါကြောင့်ပဲငါလုပ်တာပဲအားလုံးငါရဲ့ပြစ်တွေပဲနေချစ်သူသိဖို့ပြောချင်ရဲ့နေရဲ့ချိုက်တွေနေမချိုက်တဲ့စရိုက်တွေအားလုံးမင်းနဲ့ဝေးစေဖို့ကျေးဇူးပြုရဲ့ကွာမင်းငါတဲ့သူကိုမြန်နှုတ်ပေးပါကျေးဇူးပြုရဲ့ကွာမင်းသူထမ်းနာလည်းမူများပေးပါဒီပန်းလေးညို့သွားမှမလို့လာလို့ပါကျေးဇူးပြုရဲ့ကွာဆုံးထိမင်းငါလို့ချစ်သွားပေးပါလို့လာရလို့တော့ငါကိုငါထင်နေတာငါကမှန်တဲ့လူကိုမှန်တဲ့လူဆိုပြီးတော့သူ့ကိုရံပဲမှုတပင်လဲဟုနောက်တပင်ကိုထုမဲ့ဆိုအဲ့ဒါလိုမျိုးကြံတဲ့လူမခံခဲ့ဘူးမင်းပြောတာတစ်ခုမှကိုငါလက်တမခံခဲ့ဘူးဟုတ်ပါတယ်မင်းကနဲ့တွေ့ရင်မင်းတပြည့်ပြည့်ဆုံးရှုံးမှာပဲငါပွားတဲ့နေဝင်လာတာကိုပဲငါကရှုံးထုတ်တာနဲ့မင်းကိုမျက်လုံးရှုံးတာပဲပြောပြီးတဲ့သမုတ်ထုတ်တာပဲကိုဟုတ်လောက်ကလည်းချာသူလက်ဆက်ရှုံးတာမင်းစိလို့သွားလေငါပါမင်းတာလို့နားလေပဝေးချင်ပြောလို့ပြချလေငါမင်းကိုတိတ်လေးကထားတဲ့ကတနာလေမင်းကိုကတကယ်မတနာလေခုစစ်စားရင်ငါချက်ပါတယ်ချစ်စိတ်တဲ့မောကသွားတဲ့ငါကတကယ်တော့အချမ်းသမားပဲချက်ကတော့တနာတဲ့မင်းကတော့ငိုတာပုံများတယ်မင်းကကိုလိုတာများတယ်ပိုတာချစ်တာကိုသိတာနဲ့ငါလည်းစားခဲ့ချစ်ဆိုတာတကယ်နဲ့ကပဲမယုံကြည်လက်ဆက်သွားရင်မှာပဲပဝေးချင်ဝိုင်းကတားလဲမင်းကမကချက်တီကထားမယ်ဟုတ်တယ်ကြာမတရားပဲဘာမှမင်းတော့မကြားခဲ့ဝေခဖို့တတိအားနဲ့တောင်းမှနဲ့မင်းထွက်မသွားပါနဲ့ချောက်ချားသွားနဲ့ငါတောင်းမှနေတာပါကျေးဇူးပြုပြီးငါနားကိုပြန်လာကွာကျေးဇူးပြုရဲ့ကွာမင်းငါတဲ့သူကိုမြန်နှုတ်ပေးပါကျေးဇူးပြုရဲ့ကွာမင်းသူထမ်းနာလည်းမူများပေးပါငါမျက်နှာပြိုခဲ့တဲ့ဒီပန်းလေးညို့သွားမှမလို့လာလို့ပါကျေးဇူးပြုရဲ့ကွာဆုံးထိမင်းငါလို့ချစ်သွားပေးပါလို့လာရလို့ဟာဒူဇိုးပါမင်းရုံနဲ့မျောလေးချက်တွေကိုကုန်းရိုက်ချိုးကတနေ့မှပဝေထိုးကမင်းရဲ့ဝဲကိုတိုးပါဒီလိုမျိုးစိတ်သက်တွေကဆိုးရွားခဲ့အဲ့ဒီတော့ငါရဲ့ချစ်ကပုံရဲ့မထင်ပါဝါတော့ဝါတယ်ချိန်စမ်းမမချိန်တဲ့သေးရင်ကဘာတစ်ပတ်ကိုတစ်ချက်စီဟာကဲတဲ့တော့ကစမရှိတာစလမဆိုတဲ့တက်တီပါနောက်ပြီးတော့မပြောတတ်ပါနဲ့စကားချက်တွေနဲ့ဟန်တီရခပ်ပြီးကွာကတော့ပဲဆိုတဲ့ကောင်မင်းပါပြီးလားမင်းပြောတော့သူပြတ်ပြောပြီးသူကမင်းကိုတကယ်ချင်းသေးသွားပြီသူဘွားမှာမင်းမရှိလဲစင်ပြေတဲ့အိုတကယ်ဝေးသွားပြီတကယ်ဆိုမင်းကအပြောတဲ့တော့အိုစကလေးမမနီဝေးရပြီအကလေးပါဒီချိန်တော့ငါရဲ့ချစ်သူလေးကိုခုငါတတိယသည်တိတ်ကမင်းနဲ့ကြောင်းနဲ့စူးစမ်းမိကဖျောက်လိုက်ငါကောင်းတဲ့ငါခန္ဓာကိုအိုးစားခွဲအောင်ရှောက်ရိုက်လမ်းနဲ့ရှောက်လိုက်တတိယစိတ်တွေဝင်နှောက်လိုက်တကယ်တော့အချက်ကငါအတွက်ကာဗွန်ဒိုင်အောက်ဆိုက်တိတ်ကမင်းနဲ့ကြောင်းနဲ့စူးစမ်း